မဟုတ်မခံချင်စိတ်ရှိပြီးစိတ်မြန်လက်မြန်လူတယောက်ဖြစ်တဲ့အပြင်နဲ့စိတ်ဆိုးပွဲတွေမှာခိုင်ရဖြစ်ပွားခဲ့ဘူးရဲ့ဆိုတော့6တန်းရဲ့နဲ့ကြောက်တုတ်ခံရပြီးရက်ကွက်အမြင့်မကြီးတဲ့လမ်းသေးအုပ်စုဖြစ်ရက်ကွက်လမ်းကြားတွေမှာတငယ်ချင်းများနဲ့ဂီတာတီးတချင်းဆိုခဲ့မှုတဲ့သူတနာကျင်တာတက်ပြီးကိုကြီးတက်တက်စိတ်ကောက်စီတာကြောင့်ရင်းနှီးသူတွေကြားမှာလူချင်းလူခင်ပေါ်တဲ့ပြီးသူ့ရဲ့ချင်းတွေကြောင့်ပရိသတ်တွေကခုံရင်ဆိုးပွဲနီးပတ်ဝန်းကျင်မှာအသေးစားငလေလှုပ်ခဲ့တဲ့အထိအောင်မြင်မှုကြီးမားလို့နဲ့ဆိုတော့နေပူရင်ဖြစ်ခြင်းသဘောတွေလုံးမှုကို1954ခုနှစ်ဇွန်လ29ရက်နေ့ရန်ကုန်မြို့မှာမွေးဖွားခဲ့ပါတယ်။နာမည်ကိုတော့ဆိုးဆိုးလို့အမည်ပေးထားပါတယ်။အဲဒီနောက်မိဘများနဲ့တူအလုံမြို့နယ်မှာတာဂေတာတို့ပြောင်းရွှေ့ခဲ့ပါမယ်။ဆိုဆိုကအချင်းကပညာကိုတာဂေတာထတော်မှာပညာသင်ကြားခဲ့ပါအမှုပညာကိုယူတတ်တဲ့ဆိုဆိုဟာစာသင်ချိန်မှာလည်းတချင်းဆိုပြီးသူရမဟုတ်မခံချင်တဲ့စိတ်ကြောင့်မချက်ခဏတောင်းဖို့တွေနဲ့ရံဖြစ်လေးရှိပါတယ်ဒီလိုနဲ့6တန်းရွယ်နဲ့6တုတ်ခံခဲ့ရပြီးသူ့ရဲ့မိဘများကလည်းသူတို့ရဲ့သားလေးကျောင်းမှာမပြောတော့တာကိုသိပြီးတဲ့နောက်သူဝန္ဒနာပါတဲ့ဂီတအမှုပညာလမ်းကိုဆောက်လမ်းခွင့်ပေးလိုက်ပါတော့တယ်အဲဒီနောက်ကိုပီတာထာမန်ဂီတာပညာကိုလေ့လာသိယူခဲ့ပါကိုပီတာရဲ့တွဲခေါ်မှုနဲ့အတူနာမည်ကြီး TY တွေဖြစ်တဲ့စာနီယာဦးချမောင် TY, The Professional TY နဲ့ The King TY တွေမှာဂီတမှုအဖြစ်ပါဝင်ဖျော်ဖြေခဲ့ပါသေးတယ်။လက်စဉ်ကလေးကဂီတကိုရွတ်တဲ့ဆိုးဆိုးဟာသူဖြစ်ချင်တာကအဆိုးတော်ပေမဲ့ပတ်စံမစီလို့တချင်းမဆုံနိုင်ခဲ့ရတဲ့အခြေအနေကိုဖြစ်သွားလာခဲ့ရပါ1985ခုနှစ်မှာတော့မတ်ပီဗီကရင်းနှီးတသိန်းထုတ်ပြီးရန်ကုန်သားလေးကျွန်တော်ပါဆိုတဲ့တချင်းကြောင့်တနင်္ဂနွေလုံးအတိုင်းအတာဖြစ်အောင်မြင်မှုတွေရရှိလာခဲ့ရင်အဆိုးတော်နှောမှုအနေနဲ့အနုပညာခရီးကိုစတင်ဆောက်လန်းခဲ့ပါတော့တယ်1980ခုနှစ်မှာတော့ရုပ်ရှင်tiêuဆောင်မင်းသမီးမုံမမြင့်အောင်နဲ့အိမ်တောင်ကျခဲ့ပြီး1983ခုနှစ်မှာတော့သဘောထားချင်းမတိုက်ဆိုင်တော့လို့ပြန်လဲကွာဆင်းလိုက်ပါတော့တယ်ကိုယ့်ဘက်ကအမှန်တည်းပြောရင်ပြပမှုအစီအစဉ်ရှိပါတယ်ဒါပေမဲ့သူ့ဘက်ကအဲ့လိုမျိုးတော့လေကိုယ့်ဘက်ကစိတ်ရှုံလိုက်တော့ဘယ်လိုမှမဖြစ်နိုင်ဘူးဆိုတာကိုသိသွားတာပေါ့ရောမှုဟာအဆိုးလုံးဆက်ဆိုင်မိုးရဲ့တရားသားနဲ့ပေါ်ဝါပါတချင်းမှုသူကိုယ်တိုင်ရစ်ဆက်ပေးခဲ့ပြီးအဆိုးပညာဒေတာမှာကပဲတရုတ်စော်လောကထဲဖို့ပါဝင်ခြေစားနိုင်ခဲ့တဲ့အထိအောင်မြင်မှုတွေရရှိလာခဲ့2001ခုနှစ်မှာတော့သူ့ဘဝရဲ့ကန်ဆိုးမှုမော်အဖြစ်သို့ရောက်ရှိလာပါတော့တယ်။ဘမှုကကားစီးတာတစ်ခုကြောင့်မမျှော်လင့်ပဲသူချီရတဲ့အမှုပညာနဲ့သူ့ရဲ့ပြိတ္တတွေကိုလူလောကကနေအပြီးတဲ့နှုတ်ဆက်သွားပါတော့တယ်။လူသားသိဆုံးသွားပြီမဲ့သူ့ရဲ့တခြင်းတွေကတော့ယခုခေတ်လူငယ်တွေထိအောင်ဆက်လက်တည်ဆုံအောင်မြင်နေစေဖြစ်ပါတယ်။